ကိုထုံးငယ်ဘာလို့ခေါ်နော် ကိုထုံးခ အော်ကိုထုံးငယ်ကိုထုံးခ မိနီဘောလေဦး တ လေ မီးပြောရအောင် ပြီး ပါပြီဦးရဲ့ ဩ ကိုထုံးကအရင်စစ်တက်သူစားနိုင်တယ်လေ ဟိုလေဦးလေဟိုမြေတော်တော့မိနီတွေအကြီးစားလေးဟောလာတယ်မိနီရဲ့ဟိုတော်တော်လုံးဒီဟိုပစုံဒီကောမောတော်လေးတွေကတန်းဒီနော်ညပြဲ ဟဲ့ ဟေး ဝါမောင်စိန်လာယူလိမ့်မယ်နော်တိလားကျုံပါပြီလားဟုတ်ထားလားအတူပါဖြစ်တိုင်းဒါကြီးကိုငါသွားယူရသွားပို့ရနဲ့အားလုံးပြန်ပြောမယ်ကိုမကောင်း ကိုမင်းဖေဒီလာရကိုပြကေနောက်စစ်တက်တိုးပြန်ပြီးတော့ရေ အာဦးကြတော့ ပြောလား ပြောနေကိုမင်းဖေရှင်နောက်စစ်တက်တိုးပြန်ပြီးတော့လေ ဟာဦးကြတော့ကုသိုလ်ရပြီဟဲ့ဒီပရမအောင်တော့တွဲမဲ့တူရမယ်တွဲရပြန်ပြောမယ်ကိုမကောင်းဦးကြတော့ ကိုမင်းဖေ ဟဲ့ ရှင်နောက်စစ်တက်တိုးပြန်ပြီးတော့ တော့တည်းလို့မရဘူးလေတော့တည်းတူမရ ညကေညကေက ကိုမင်းခင်ယောက်ျားလေရတာဒါကြီးကကြော်နေခုဒီလေနေမှာမမပြီကိုမင်းတိုင်းမလားထိုက်နေအောင်ခင်းနေလားကိုမင်းခင် ကိုမင်းဖေရှင်နောက်စစ်တက်တိုးပြန်ပြီးတော့ရေ ဟာဦးမြတောင်းတော့ကိုယ်တော်ရပြီရပဲဟဲ့ဒါပဲနော် ကိုမင်းဖေ ဟဲ့ ရှင်နောက်စစ်တက်တိုးရမယ်တော့ရေဟုတ်ပြန်တော့နောက်စစ်တက်တိုး ဒါနဲ့တောက်တည်ချင်းကပါ ရှင်နောက်တူအရင်တူးရမှာနော် ပြန်ပြီဟဲ့ ရှင်နောက်တစ်ချက်ထပ်တူးရမှာနော်နောက်လူကိုအရင်တူးရမှာနော်သူ့ကိုအရင်တူးရမှာနော် ဟောအဲ့ဒီကငါတစ်နေကွာမြတောင်းလူတဲ့ပေါက်ပြားလေလေအခုပထမအောင်ဆုံးတွင်းမဲ့တူကအခုပထမအောင်ဆုံးတွင်းမဲ့တူကတွင်းရပွဲဥတော့ပဲဟဲ့ပြောမယ်ဟာဦးမြတော့ကုသိုလ်ရပြန်ပြီဟဲ့ ရှင်နောက်လူကိုအရင်တူးရမှာနော် အော်ငါသိပါတယ်ကွာဦးမြတောင်းလူတဲ့ပေါက်ပြားလေအခုတူးမဲ့တွင်းပွဲဥတော့ပဲဟဲ့ ရှင်နောက်တူးရတယ်တူးရပြောပါကိုကြီးပြော ဟုတ်တယ်လား ပြတ်စပြတ်ပါ အကော ဦးမြတော့ ဦးမြတောင်းလူတဲ့ပေါက်ပြားကဦးမြတောင်းလူတဲ့ပေါက်ပြားကဒီချင်းရဲ့ပွဲဥတော့ပဲဟဲ့ဟုတ်တယ်နော်ကောသူ့မိမငငယ်လေးကိုဟုတ်တယ်နော်သူ့မိမငငယ်လေးကိုဥစ္စာဆိုင် အခန်းထဲမှာနော်အခန်းထဲကတော့ပိုက်ဖြစ်ပါတယ်1 2 3 4 go ငွေနဲ့ခြိလိုက်ရင်ဘယ်လိုလုပ်ဖြီးနိုင်မှာလဲမိနီလေးရဲ့လုံကြီးပေါက်လာလေးငါရဲ့မယငယ်ချစ်ဆုံးလေး မယငယ်